ခန္ဓာရှိတဲ့နံပါတ်6ရာဒီတိုင်းမျိုးသုခကာရီကျမ်းမာရေးနဲ့ဘုကိုရေးတိတိရဲ့ဥက္ကဋ္ဌဒကာကြီးဦးစိုးဝင်းကအသင်းဆိုင်ရာများကိုဆက်လက်လျှောက်ထားပေးပါရဲ့မေတ္တာရပ်ခံနိုင်ကြပါလေ1386ခုနှစ်ဝရဏပြည်ကျော်13ရက်25ရက်နေ့မှာကောင်းတာကအင်္ဂါနေ့နဲ့စေပါပြုလုပ်တော့ဂိုင်းလိုက်ဒေတာကြီးဂိုင်းရုပ်တောက်တိုင်းကျင်းပရင်းနဲ့ဒီရေးကြီးစကားနဲ့ပြေအောင်ဝယ်ခန်းလာတာဒါပြီးတော့ဒေဝကအာဇုံကြီးဆောက်ထားပါတော့ဆောက်တော်လာရည်ဆရာတော်ကြီးများဗျာပြီးတော့ဒေဝကအာဇုံကဆရာတော်ကြီးများကြီးခြေတော်ဆုံးကြာပုံတို့ကိုလက်ဆောင်မူ၍လူသေးစွာစစ်ခိုးပြောက်ထားခြင်းပြုပါဗျာတပည့်တော်များဤဥပက္ခယသိကြီးဆရာတော်ကြီးများ၏အဆုံးအမအောင်ဝါဒနှင့်မေတ္တာဒါနကိုခံယူ၍လွန်ခဲ့သည့်28ရက်သက္ကရာ2009ခုနှစ်မှာစတင်၍ဒီကာလခဲ့ရာခုနှစ်ပါဆိုရင်15နှစ်ပြည့်ပြီးရောက်ခဲ့ပါပြီဗျာအခုလို15နှစ်ပြည့်ပြည့်တဲ့အခမ်းအနားမှာဆရာတော်ကြီးများကိုမြင်ရသည့်အတွက်ဒီပိဋကဆိုတာရားတပည့်တော်များအနေဖြင့်များစွာဝါဒအားပြည့်ပါကြောင်းကျေးဇူးစွာလျှောက်ထားအပ်ပါဗျာလွန်ခဲ့သည့်2020ခုနှစ်မှာစတင်၍ရားတပည့်တော်များ၏အင်းကြီးတွေဖြင့်ကိုဗစ်ကာရောဂါများနှင့်ခြေနေရကြသည့်ကြောင့်စီဝေဝဲများဒီဘက်လေကံများကိုဒီလိုဖြစ်ခဲ့ပါဗျာ15နှစ်တာအချိန်ကာလသည်ဘာမှမကြာသေးဘူးရှင်မြတ်တော်လည်းဒီ15နှစ်တာကာလအတွင်းမှာပင်သုဘကာယကျမ်းမာရေးနဲ့ဘုမှုရေးအင်းကြီးတွေဖြင့်ရောင်များလာစွာသောကျမ်းမာရေးဘုမှုရေးပညာရေးဘာဝဘေးစောင့်တည်များကိုများစွာဆောင်ရွက်နိုင်ခဲ့ပါလေဗျာ။ဒကာမျိုးလူလူသားများ၏စေတနာတရားတွေကြောင့်ပေါ်ပေါက်လာသောဒီသုခကာယကျမ်းမာရေးနဲ့ဘုမှုရေးအင်းကြီးဟာဖြင့်ဒကာမျိုးလူလူသားတို့၏ကျမ်းမာရေးဘုမှုရေးပညာရေးဘာဝဘေးစောင့်တည်ကိစ္စရတဲ့ဗနာနာထားတဲ့အခြားမျိုးလူမျိုးသားတိုင်းရင်းသားညီကိုမောင်နှမများ၏ကျမ်းမာရေးဘုမှုရေးပညာရေးဘာဝဘေးစောင့်တည်ကိစ္စရတဲ့လက်တန်းမြာပြီးတော့သာရှိသောဒီဆောင်ရွက်နိုင်တဲ့အခါနဲ့အင်္ဂလန်မှဝမ်းသာစရာဖြစ်ပြီးမြင်ရမှာဖြစ်ပါတယ်ဗျာဒီပါဒီသားတို့ရဲ့နှလုံးသားစေနာအားလုံလာအားတွေကြောင့်ပေါ်ပွားလာသောအင်းကြီးဟာဒီပါဒီသားတို့ရဲ့အကျိုးစီးပွားတို့ကိုဆောင်ရွက်နေသည့်ဥပ္ပေဆိုနေပါတယ်ဗျာ15နှစ်တာကာလအတွင်းမှာဘာဝဘေးရန်နဲ့တာရောက်သောဒေသများသို့တွားရောက်နှမ်းပြီးဝေကျပေးနေမှာရှိခဲ့ပါတယ်ဗျာဆုံးဒီပင်စေယုံစေကံများတို့ကိုဆောင်သည့်ဆိုတော့ရင်းချင်းကြီးဟာ1930ရှိခဲ့ပါတယ်ဗျာတတိဘုဒ္ဓဘာသာကိုရှိချေရှိလို့ပြီးဆရာတော်တန်ခါတော်လက်ကျင်ဘုရားစုစုပေါင်း1996ခုနှစ်တတိဘုဒ္ဓဘာသာဆိုတဲ့လူရတိတွေ320ကိုရှိခဲ့ပါတယ်ဗျာဒါရေးကိစ္စများပြီးတန်ခါတော်လက်ကျင်ရုပ်သားမျိုးသမီးစုစုပေါင်း9593လို့ဆိုတဲ့ပို့ဆောင်ပြီးတင်ပြနိုင်ခဲ့ပါတယ်ဗျာမော်တော်ယာဉ်များ30ခုများအတွက်ဟောရေး5395စီကာလာနေတဲ့သမန်တန်ကို7,180ကျော်ပုံကြနိုင်ခဲ့ပါတယ်ဗျာဒီနေ့နေတိုင်းတွေ့ကြုံရမှုများအတွက်ဒီသွေးဒီသွေးပုံသွေးဒီသွေးဒီကောင်ဒီနေ့တော့1,480ခုလေးကိုလည်းထူထမ်းနိုင်ခဲ့ပါတယ်ဗျာအော်ဒီကျေဘူးခါရမှု3,000ရှိပါတယ်ဗျာမိဘရှိမရှိပညာတော်တော့တက္ကသိုလ်ဝန်ထမ်းနဲ့တက္ကသိုလ်တို့ပြောင်းပြန်နေတော့အနာဂတ်တိုင်းပြည်ပြည်ဝင်လေးများပညာသင်ထောက်ပံ့ထူထမ်းခဲ့ရာ2013ခုနှစ်မှာစပြီးရှိအတွက်300ကျော်ပုံကြနိုင်ခဲ့ပါတယ်သူတို့ကပြည်သူများဒီပေါင်းစုများမှာစစ်တေရှိခဲ့ပါတယ်ဒီစစ်တေကမှာသူတို့ပြည်916လထူထမ်းနိုင်ခဲ့ပါတယ်။ဒါကိုင်းသူစီကိုပြည်သူ့ဘဏ်တို့ပြည်သူ့သက်လုံးထူထမ်းခဲ့ပါတယ်ဗျာ။ဒီနောက်ကြမှာပြောမှာတယ်ဒီလာတဲ့ကဒီစီရမှာ1500ခုကရှိပါတယ်။ကျမရဲ့ကမ္ဘာ့ဒီပြည်က1960တို့ပဲဒီကတိတ်340တိတ်ကျော်ထူထမ်းခဲ့ဖြစ်ပါတယ်ဗျာ။ဒါရေးကမ္ဘာ့ဒီပြည်က140ရှိဝေကျ89သိန်းကိုထူထမ်းဒီ
ဒီဖြစ်ပါတယ်။ပြည်ပြန်ကာကွယ်ရေးသူကြီးလူနာပေါင်း934ဦးပေးနိုင်ခဲ့ပါတယ်။ဗျာငွေကြအနေနဲ့124သိန်းကျော်လူနာနိုင်ခဲ့ပါတယ်။ငွေသိန်းကြီးလေး122လုံးလူနာပေးနိုင်ခဲ့ပြီးငွေကြ14သိန်းကျော်လူနာခဲ့ပါတယ်။ဆရာတော်ဘုရားဥဆောင်ရေးဆရာတော်ဘုရားကတစ်နေ့လေးသိန်း100ခန့်ကျက်ဝင်ဆက်တဲ့လူနာကဆရာတော်ဘုရားရဲ့ဒီကြာရကတက္ကမများနဲ့ဥပကာယင်းကြီးရဲ့ဒီဖောင်ဒေးရှင်းတို့ကတက်နိုင်သောဘုရားလူနာရဲ့ဒီကြီးလေးမှာသင်္ကန်းသားကိုလေ2024ခုနှစ်ထိငွေကျပ်3,500ကျော်ပုံရခံကဒီကတလမအတင်ကြီးပို့ချပေးနိုင်သူကြီးမဟုတ်နိုင်ခဲ့ပါဘူးဗျာအခုကဥပကာယင်းခါမဲ့သင်္ကန်းကို2019ဘုဘေကာလာမှာသာယူပိတ်ထားခဲ့ပါဗျာဘုဘေစကူကာလာမှာလည်းဥပကာယင်းကြီးကလူငယ်မောင်ငယ်များကမိမိတို့ရဲ့အသက်ကိုဘာသာနာပဲမြို့သူမြို့သားများလောကပြကျင်းစီရေးဖို့လှုပ်ဆောင်ခြင်းများဖြင့်သတ်သတ်မှန်ပြုလုပ်ကြပါဗျာကိုဗစ်19ကာလမှာလည်းကိုဗစ်19ကြောင့်ဝေဖက်ဘောတော်ရင်986ပေါက်ကျော်ပါရင်ကြီးကလုံးပြီးခဲ့ပါဗျာတို့သူဆောင်ရခြင်းများပဲသူဆောင်နိုင်ကဆရာတော်များနဲ့လုံးဝအောင်မကြီးကသူ့ပင်ကြီးပါတော့မတတ်တင်အပ်ပါဥပကာယကာမစေကံကိုပိတ်ထားခဲ့တယ်လေ2020ဆက်တာပဲမှာတော့ဆောင်ပြုမှာအခြေအနေအကြောင်းပြလာတော့ရှင်ချမ်းမြတ်ရဲ့ဘဝရေးကပိုးပွားတွေကိုဒီနေ့စလာအရှိန်ဆောက်ပေးခဲ့ပါတယ်။အခုဘဝရတဲ့ဘဝရင်းနေရာကိုရှင်မြတ်ရဲ့အကောင်းဆုံးရတဲ့မှာရရှိနေပြီဖြစ်ပါရဲ့။ဒီရဲ့9လ2024နှစ်ကစတင်ကကိုဘဝများကိုဒုနေရာသို့တောင်းရွှေ့ပေးနိုင်ခဲ့ပါတယ်။ဒီလက်နေတော့သူကရေကားမဲ့စီကံနေရာကိုဒီကဆရာတော်ဘုရားကြီးတောင်းပါမှာတော့ရှင်ချမ်းမြတ်ရဲ့ကမြေတာရဲ့ကလေးတွေဟောတော်ရဲ့ဒီဟာကပလင်နာကိုတောင်းစီကစေကံမှာဒီဆောက်ချုပ်ထားပါတယ်။ဒီကလေးများပြောတဲ့ကိုယ်ပိုင်ရင်းနေရာကိုဒီမျိုးဝင်တဲ့တောင်းရအသည့်ဒိတာနဲ့မနီးဝေးမှာရရှိနေပြီဖြစ်၍ဒီရဲ့3လ2025နှစ်မှာတောင်းစီရစီစဉ်ထားပါတယ်။ဆရာတော်ဘုရားများဒီပြီးတော့များဤဘက်ကရဲ့ကျမ်းမာရေးနဲ့လူမှုရေးအင်းကြီးဟာဆရာတော်ကြီးများရဲ့ဝိသပြလူသူမျိုးသားစေနာရှင်ရှင်များရဲ့ဝိသပြတွေကြောင့်အခုလိုသူတည်လာခြင်းနဲ့ယုံကြည်ပါတယ်ဗျာဒီတင်းကြီးနဲ့ဆက်ဆက်၍ကျေးဇူးတင်လိုက်သူအားလုံးကိုကျေးဇူးတင်ရှိပါကြောင်းနဲ့သုတကာယဆမယေနဲ့လူဒီတင်းကြီးစားတဲ့လူတို့ရဲ့အပေါင်းများစွာဆောင်းလာတော့မျိုးစစ်တဲ့ငွေများတိုင်အောင်ဒဂိုင်းမျိုးလူသားတို့ရဲ့သူ့သာဝရစေဖို့ဆောင်ရတဲ့ရပါလေကြောင်းသူ့မှာကောင်းတဲ့တရားတော်ဤသွားလာလို့ဒီကုန်းဆောင်တာပါဗျာ